မင်္ဂလာပါခွန်နတုံရေဒီယိုစီစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခွန်နတုံရေဒီယိုရဲ့နေ့စဉ်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဂလီမြို့အနောက်တောင်ဘက်မှာတိုက်ပွဲတွေပြင်းထန်နေပြီးနှစ်ဖက်အကြဆုံးရှိနေတယ်လို့ဒေသခံတွေလည်းဘေးလွတ်ရာကိုထွက်ပြေးနေရပါတယ်နေပြည်တော်မှာရှိတဲ့ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရုံးကိုစစ်ကောင်စီကဆက်ဖွင့်ခွင့်မပြုဘူးလို့သိရပါတယ်ထိုင်းမြန်မာနယ်စပ်ကစစ်ဘေးဒုက္ခသည်တွေစီတွားရောက်နိုင်ဖို့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ကထိုင်းဆိုရကိုမနေ့ကပန်ကြားလိုက်ပါတယ်။စားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။အခုဦးဆုံးချင်းပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ဇက်အာရီနဲ့ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNF CNA တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး CNF ရဲ့ပြောခွင့်ရပုဂ္ဂိုလ်စလိုင်းထက်နီကိုတွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။ဒီဇင်ဘာလ18ရက်နေ့က CNA နဲ့ ZRA တို့တိတင်မြို့နယ်ငေါစင်းကျေးရွာမှာတိုက်ပွဲဖြစ်ကြတယ်လို့သိရပါတယ်။အဲ့ဒီအခြေအနေလေးရှင်းပြပေးလို့ရမလား။ဒီဇင်ဘာ2မှာကျွန်တော်တို့ CNA နဲ့ဒေတာခန်ကာကိုရေးတပ်ဖွဲ့တွေဖြစ်တဲ့ဒီ Holngo CDF ပြီးတော့ Zoland PDF နဲ့ ZNDF ပူးတွဲပြီးတော့မှတစ်ဖက် ZRO နဲ့ကျွန်တော်တို့လှုပ်ရှားနေမြေအတွင်းမှာတိုက်ပွဲတစ်ခုဖြစ်ခဲ့တာမှန်ပါတယ်။ဘာကြောင့်အခုလိုတိုက်ပွဲဖြစ်ရတာလဲ။အဲ့ဒီလိုတိုက်ပွဲဖြစ်ရတဲ့အကြောင်းရင်းခံကဒီဟာခါစစ်ဗျူဟာနဲ့ ZRA နဲ့ကြားမှာတော်လကောင်းပြီးတော့ဒီမချေဆိုင်တဲ့စစ်ကောင်စီနဲ့ ZRA ကြားမှာတော်လကောင်းထိတွေ့ဆက်ဆံမှုတွေရှိတယ်အဓိကကတော့ကျွန်တော်တို့သိရတာကကျွန်တော်တို့ CNA နဲ့ဒေတာခန်ကာကိုရေးတပ်ဖွဲ့တွေကိုချေမှုန်းဖို့ဆိုတော့ကျွန်တော်တို့ CDM ဝင်လာတဲ့သတင်းထက်ကကျွန်တော်တို့ကြားသိရပါတယ်အဲဒါကြောင့်ဒီဇင်ဘာ2မှာတို့ကကျွန်တော်တို့လှုပ်ရှားနေမြေကိုဝင်လာတယ်လို့တော့ကျွန်တော်တို့ကတော့မှတ်ချက်ပြုပါတယ်အဲဒါကြောင့်တို့နဲ့ကျွန်တော်တို့ကြားမှာတိုက်ပွဲတွေဖြစ်ခဲ့တာဖြစ်ပါတယ်တိုက်ပွဲဆပ်ဖြစ်တဲ့ပုံစံကတော့တို့ဖက်ကနေဆပ်ပြီးတော့မှကျွန်တော်တို့ကကိုပြန်လဲခုခံပြီးတော့ကိုလုံချုံရေးကိုနေမြေလုံချုံရေးအတွက်ဆိုပြီးတော့ပြန်ပြီးတော့တိုက်ပွဲဖြစ်ခဲ့တာပါအဲ့ဒီတိုက်ပွဲမှာနှစ်ဖက်ထိခိုက်မှုတွေရှိပါသလားတို့ရဲ့အရောဖက်ကတော့ဒီ9ဦးကြတယ်ပြီးတော့ကျွန်တော်တို့ဖက်ကတော့အထိခိုက်တော့မရှိဘူးပေါ့နော်အဲ့ဒါဒီဇင်ဘာ2ရက်နေ့ကဖြစ်တဲ့တိုက်ပွဲအခြေအနေဖြစ်ပါတယ်ဟုတ်ကဲ့ရခင်ကရော ZRA နဲ့တိုက်ပွဲတွေဖြစ်ပူးပါသလားအခုလိုတိုက်ပွဲဖြစ်ပွားမှုကြောင့် ZRA နဲ့ CNF ရဲ့ဆက်ဆံရေးအခြေအနေဘယ်လိုရှိလာနိုင်တယ်လဲယခုလို့ကျွန်တော်တို့အချင်းချင်းကြားမှာနှစ်ဖက်တိုက်ခိုက်မှုကြောင့်အကျိုးဆက်ပါဖြစ်လာနိုင်မလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့မှအကျိုးဆက်ကတော့ကျွန်တော်တို့ရဲ့တစ်ဖက်ကဥတီချက်နိုင်ငံရေးခံယူချက်ကျွန်တော်တို့ဖက်ကနိုင်ငံရေးဥတီချက်ခံယူချက်ပေါ်မှာမူတည်ပါလိမ့်မယ်ကျွန်တော်တို့အနေနဲ့ကတော့ဒီတစ်ခါຫນွေဥတော်လှန်ရေးပြည်သူတော်လှန်ရေးမှာစစ်ကောင်စီကိုကျွန်တော်တို့ကအမြင့်ပြတ်ချင်မှုပြီးတော့ကျွန်တော်တို့လိုချင်တဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးဆိုတာဖြစ်တယ်အဲ့ဒီကျွန်တော်တို့ဥတီချက်နဲ့ဖြီလာစန့်ကျင်တဲ့ဒီအဖွဲ့အစည်းမီဒီအဖွဲ့အစည်းကိုမဆိုကျွန်တော်တို့ကတော့ပြန်ပြီးတော့စန့်ကျင်သွားမှာပဲပေါ့ ZRA ရဲ့ထုတ်ပြန်ချက်မှာ CNF တပ်ဖွဲ့ဝင်တွေကဟိုင်းမွားကျေးရွာကတင်းဦးစီယာကိုပြန်ပြီးဆွဲတယ်လို့ဆိုပါတယ်ဒါအပြင်ငေါစင်းကျွောက်ကခလီးငယ်ကိုပြန်ပြီးဆွဲတယ်လို့လည်းရေးထားပါတယ်ဒီကိစ္စအပေါ်ဘာပြောချင်ပါလဲယခုတိုက်ပွဲမှာကျွန်တော်တို့ ZRA ဒီဖက်ကဆွဲတဲ့ဒီကျွန်တော်တို့ဖက်ကနဲ့ပါစတာတို့ခလီးငယ်တို့ပြန်ပြီးဆွဲတယ်ဆိုတာကမဟုတ်ပါဘူးခင်ဗျကျွန်တော်တို့အနေနဲ့သူတို့အနေအထားကိုသိချင်လို့ဒီပါစတာတူနဲ့ကလင်းငယ်ကိုတော့ကျွန်တော်တို့ခေါ်ပြီးတော့စစ်ဆေးမင်းမြန်တာတွေတော့ရှိပါတယ်နောက်ပြီးမှကျွန်တော်တို့စစ်ဆေးမင်းမြန်ပြီးတော့မှကျွန်တော်တို့သူတို့ကိုပြန်လွှတ်ပေးပါတယ်ပြန်ပေးဆွဲတယ်ဆိုတာကမဟုတ်ပါဘူးကျွန်တော်တို့ကစစ်ဆေးမင်းမြန်ပြီးတော့သူတို့ကိုပြန်ပြီးတော့လွှတ်ပေးထားတာအဲ့ဒါလိုလုပ်ခဲ့တာပါဟုတ်ကဲ့ဘာများဖြစ်ဆွပြောချင်တာရှိပါသလဲတခုကျွန်တော်ထပ်ပြောချင်တာကကျွန်တော်တို့ချင်းတဲမှာအဲ့ဒီလိုမျိုးဖြစ်နေတာကတော့ဝမ်းနေတာပေါ့နော်ဒါပေမဲ့ဒီကျွန်တော်တို့ဥတီချက်ခံယူချက်နဲ့မတူညီပဲနဲ့ကျွန်တော်တို့ကိုချေမှုံးမဲ့သူတို့ကပလန်ဒီအစီအမံတွေရှိရင်တော့ကျွန်တော်တို့ကတတ်နိုင်ဆုံးဖြုတ်ခွင်းသွားမှာပေါ့နော်အဓိကကတော့ဒီကျွန်တော်တို့အိမ်ချက်ချင်းခွတ်တာမျိုးပြီးတော့စစ်ကောင်စီရဲ့မိုင်းမိပြီးတော့ကျွန်တော်တို့ငကျင်းစီနဲ့ငကျင်းကြော်တဲ့ပုံစံမျိုးကိုကျွန်တော်တို့က
အများကြီးအလေးသတိထားရမှာဖြစ်ပါတယ်အဲ့ဒါကိုထပ်ပြီးတော့အားလုံးကသတိထားကြဖို့ကျွန်တော်ထပ်ဖြစ်ပြီးတော့ပြောချင်ပါတယ်ဟုတ်ကဲ့ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ကလေးမြို့နယ်အနောက်တောင်ပိုင်းစီစံကျေးရွာတွင်တဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့ PDF ကလေး CNDF ပူးပေါင်းတပ်ဖွဲ့တို့မနေ့ကမနက်10:00 နာရီကစပြီးတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပါတယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်က2ဦးသေဆုံးပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က2ဦးကြာဆုံးခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဒီဇင်ဘာလ19ရက်နေ့ညပိုင်းကအင်အား150ဝန်းကျင်လောက်နဲ့ကလေးမြို့နယ်အနောက်တောင်ပိုင်းစကန့်ကြောက်ကူဘက်ကနေချင်းတောင်ခြေတလျှောက်စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပါတယ်မနေ့ကမနက်ပိုင်းမှာတော့ PDF ကလေးတပ်ရင်9ရဲ့စကန့်ဟောင်းနေရာတနေရာကိုမိရှုခဲ့ရကနေစီစံကျေးရွာနောက်ဘက်ဆူတောင်ကုန်းအနီးမှာစတင်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ PDF ကလေးကထုတ်ပြန်ပါတယ်ကလေးမြို့တောင်ပီလာတောင်ပေါ်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်းလက်နက်ကြီးတွေနဲ့ပစ်ကူခဲ့ပြီးတော့စစ်ကောင်စီဘက်ကလက်နက်ကြီးတွေဆက်လက်နက်တွေကိုအဓိကထားအသုံးပြုပြီးဒရဇက်ပစ်ခတ်ခဲ့ပါတယ်ညနေ9:00 နာရီမှာတော့စစ်ကောင်စီတပ်တွေကစီစံကျေးရွာကိုဝင်ရောက်တက်ဆွဲခဲ့ပြီးတော့လူနေအိမ်နှလုံးမိရှုခဲ့တဲ့အပြင်လက်နက်ကြီးထိမှန်မှုကြောင့်လည်းနောက်ထပ်လူနေအိမ်နှလုံးနဲ့စင်တော့ကျေးရွာကလူနေအိမ်နှလုံးပျက်စီးခဲ့တယ်လို့သိရပါတယ်တိုက်ပွဲကြောင့်အခုလက်ရှိကလေးမြို့အနောက်တောင်ပိုင်းကစီစံရှာတော်၄အိမ်စု၃အိမ်စုစက္ကန့်စတဲ့ကျေးရွာတွေကဒေသခံပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်ကလေးမြို့နယ်တောင်ပိုင်းမှာတိုက်ပွဲတွေအချိန်ပြည့်ထပ်မံဖြစ်ပွားနိုင်တဲ့အတွက်ကြောင့်ဒေသခံပြည်သူတွေအနေနဲ့လုံခြုံသတိရှိစွာနဲ့နေထိုင်သွားလာဖို့အတွက် PDF ကလေးကမြစ်တာရက်ခံထားပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Miss Christine Sharanabagina ရဲ့ရုံးခန်းကိုဆက်ဖွင့်ခွင့်မပြုတော့ဘူးလို့စစ်ကောင်စီပြန်ကြားရေးကမနေ့ကသတင်းထုတ်ပြန်လိုက်ပါတယ်။ Miss Bagina ရဲ့တာဝန်ပြီးဆုံးပြီဖြစ်ကြောင်းသိရလို့သူ့ရဲ့ရုံးခန်းကိုမြန်မာနိုင်ငံမှာဆက်လက်ထားရှိခြင်းမပြုဖို့ဆုံးဖြတ်ခဲ့တာလို့စစ်ကောင်စီနိုင်ငံကြားရေးဝန်ကြီးဌာနကကုလသမဂ္ဂစီကိုမနေ့ကလေးကအကြောင်းကြားထားပြီးဖြစ်တယ်လို့ဆိုပါတယ်။အခုလိုကုလသမဂ္ဂအထူးကိုယ်စားလှယ်ရုံးကိုစစ်ကောင်စီကဆက်ဖွင့်ခွင့်မပေးဘဲပိတ်လိုက်တဲ့အပေါ်ကုလသမဂ္ဂဘက်ကပြန်လည်တုံ့ပြန်ပြောဆိုတာတော့မတွေ့ရသေးပါဘူး။ NLD အစိုးရလက်ထက်ကကုလသမဂ္ဂနဲ့ပူးပေါင်းဆောင်ရွက်မှုကိုပြသတဲ့အနေနဲ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ရုံးခန်းကိုနေပြည်တော်မှာ2018ခုနှစ်ဒီဇင်ဘာလ18ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က Miss Bagina ရဲ့နေရာမှာမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တစ်အဖြစ်စင်ကာပူနိုင်ငံသူဝိုင်းရင်တန်တမန် Miss Noeleen Heyzer ကိုခန့်အပ်ကြောင်းအောက်တိုဘာလ15ရက်နေ့ကကြေညာခဲ့တာပါ။မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တစ် Miss Noeleen Heyzer ကလည်းမြန်မာနိုင်ငံအခုချိန်ထိလာရောက်ခွင့်မရသေးပါဘူး။နောက်သတင်းတစ်ပုဒ်ကတော့ထိုင်းမြန်မာနယ်စပ်ကလက်တလော့တိုက်ပွဲတွေကြောင့်ကရင်ပြည်နယ်တွေကနေထိုင်းဘက်ကိုထွက်ပြေးခိုလုံကြတဲ့မြန်မာနိုင်ငံသားစစ်ဘေးဒုက္ခသည်တွေအတွက်အကူအညီတွေပေး၍အရေးပေါ်တွားရောက်ခွင့်ပြုဖို့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ကထိုင်းအစိုးရကိုမနေ့ကပန်ကြားလိုက်ပါတယ်။တိုက်ပွဲတွေကြောင့်စစ်ရှောင်မြန်မာဒုက္ခသည်3900လောက်ထိရှိနေပြီးဒီဒုက္ခသည်တွေအတွက် UNHCR ကစိုးရိမ်ကြောင်းနဲ့သူတို့ကိုအမြန်အကူအညီပေးခွင့်ပြုဖို့ NGO အဖွဲ့တွေကပါထိုင်းအာဏာပိုင်တွေကိုပန်ကြားခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။မြန်မာနိုင်ငံကရင်ပြည်နယ်လေးကေကော်မြို့အနီးပတ်ဝန်းကျင်ကြီးရွာတွေကနေထိုင်းနိုင်ငံတဲကိုဖျက်ကျော်ဝင်ရောက်လာတဲ့ဒုက္ခသည်တွေအတွက်အရေးပေါ်အကာအကွယ်နဲ့အကူအညီတွေလိုအပ်ကြောင်းနဲ့ UNHCR အနေနဲ့လိုအပ်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေနဲ့အကာအကွယ်ပေးရေးအထောက်အပံ့တွေပေးအပ်ဖို့အဆင်သင့်ရှိကြောင်းဆိုထားပါတယ်။မြောက်ဝတီခရိုင် KNU ပူးပေါင်းတပ်ဖွဲ့နဲ့စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေကြောင့်ထိုင်းဘက်ချမ်းထွက်ပြေးလာတဲ့စစ်ရှောင်ပြည်သူမနေ့ကအထိစုစုပေါင်း1000နီးပါးရှိလာပြီလို့ထိုင်းတာဝန်ရှိသူတွေနဲ့နှိစက်သူကခန့်မှန်းပြောပါတယ်။ထိုင်းရောက်စစ်ဘေးဒုက္ခသည်တွေအတွက်ထိုင်းအစိုးရကတည်တံ့နေရာစီစဉ်နေရာချထားပေးပြီးထိုင်းပြည်သူတွေနဲ့ထိုင်းရောက်မြန်မာတွေကလည်းစားနပ်ရိက္ခာနဲ့အဝတ်အထည်တွေကူညီလှူဒန်းပေးနေကြပါတယ်။ဒါအပြင်ကူညီပေးမဲ့အဖွဲ့တွေကိုအဲ့ဒီစစ်ဘေးရှောင်စခန်းထိပေးမဝင်ပဲစစ်ဘေးရှောင်နဲ့တိတ်မဝေးတဲ့နေရာတစ်ခုမှာဂိတ်တွေထားပြီးပစ္စည်းတွေကိုလက်ခံပေးပြီးပြန်ဖြန့်ဝေပေးနေတယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံဘက်ထွက်ပြေးလာတဲ့စစ်ဘေးဒုက္ခသည်တွေကိုကူညီပေးနေတဲ့ခွန်မွန်းခွန်းကတော့ဒုက္ခသည်တွေအတွက်တောက်သုံးရင်နဲ့အစားအသောက်အပြင်အမိုက်အိတ်တွေကလေးနဲ့အမျိုးသမီးအသုံးဆောင်ပစ္စည်းတွေအပြင်ချင်းကာကွယ်နိုင်တဲ့ဆေးတွေအရေးပေါ်လိုအပ်နေတယ်လို့ပြောပါတယ်။ KNU ကတော့ဒီတိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်သူတွေကိုနေဆက်ဖြတ်ကျော်ခွင့်ပေးထားတဲ့ထိုင်းနိုင်ငံကိုလည်းကျေးဇူးတင်ရှိကြောင်းနဲ့သူတို့အတွက်တင့်တော်တဲ့နေရာထိုင်ခင်းချထားပေးမှုရရှိရေးအတွက်လည်းမျှော်လင့်ကြောင်းထုတ်ပြန်တိုက်တွန်းထားပါတယ်။ဒါအပြင်အင်ဒီဂျင်ထိုင်းနိုင်ငံအစိုးရအနေနဲ့တိုက်ပွဲကနေထွက်ပြေးတိမ်းရှောင်နေသူတွေကိုနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ဝင်ရောက်တွေ့ဆုံခွင့်နဲ့လိုတဲ့အကူအညီတွေပေးနိုင်ရေးအတွက်ကူညီပံ့ပိုးမှုတွေစီစဉ်ဆောင်ရွက်ဖို့လည်း KNU ကတောင်းဆိုထားပါတယ်။နာတော်တာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ခွန်တော်ရေဒီယိုစီစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်။အားလုံးပဲကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။